အားလုံးပဲမင်္ဂလာပါသို့တော်လည်းမလို့ကနေကြိုးဆိုပါရယ်မန်စီးတီးအသင်းကကေဗရင်ဒီဘရိုင်းနာကနာပိုလီကိုပြောင်းရွှေ့ရောက်ရှိသွားပါပြီနှစ်နှစ်စာချုပ်နဲ့ဒန်ဒီဖြစ်သွားပါပြီမထင်မှတ်ထားတဲ့နောက်ထပ်အပြောင်းရွှေ့တစ်ခုကတော့ဘိုင်ယန်မြူနစ်အသင်းရဲ့တောင်ပန်ကစားသမားလီယိုလွိုင်းစာနေဂါရတာစာဒေးအသင်းကို3နှစ်စာချုပ်နဲ့ပြောင်းရွှေ့ဖို့အတွက်အနည်းဆက်ဆုံးအနေထားကိုရောက်ရှိသွားပါပြီ။စံချိန်တင်သတင်းကတော့မန်ချက်စတာယူနိုက်တက်တိုက်စစ်မှုရှာပုံတော်ဖြစ်တဲ့ဗစ်တာယိုခရက်ဖြစ်ပါတယ်။အခုစပိုတင်းလစ်ဘွန်ရဲ့ဒါရိုက်တာမနေ့ကတရားဝင်လူမှုကွန်ရက်မှာပြောကြားသွားတာသူတို့ရဲ့ကစားသမားကိုယူရို65တန်းနဲ့မရောင်းချနိုင်ပါဘူးတဲ့။ဒါပေမဲ့ယူရိုတန်း100အထိလည်းသူတို့မတောင်းဘူးတဲ့။ယူရို65တန်းထက်ပိုတဲ့ပြောင်းရွှေ့ခြင်းကိုသူတို့ကလိုချင်ပါတယ်။ဗစ်တာယိုခရက်ကမနစ်ကနွေရာသီတည်းကနီးပြရိုဘင်အာမိုရင်ထွက်ထက်ကသူလည်းပဲအသင်းပြောင်းဖို့စဉ်းစားခဲ့ပါတယ်စပိုတင်းလစ်ဘွန်အသင်းကိုသူလေးစားတယ်လို့ respect ရှိလို့မနစ်ကရာသီကုန်တဲ့အထိကိုစပိုတင်းလစ်ဘွန်မှာကစားပေးခဲ့တယ်စပိုတင်းလစ်ဘွန်ကိုလည်းပေါ်တူဂီချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့တဲ့တိုက်စစ်မှုဒီလာမဲ့နွေရာသီကိုသူ့ကိုအသင်းပြောင်းခွင့်ပေးမယ်ဆိုတဲ့ဟာကိုနှုတ်အားဖြင့်သဘောတူထားပါတယ်။ပြောင်းရွှေ့ကြီးကတော့ယူရို65တန်းဝန်းကျင်ပါ။အခုသူတို့ဒါရိုက်တာယူရို65တန်းနဲ့မရောက်နိုင်မန်ချက်စတာယူနိုက်တက်ကလည်းကစားသမားကိုလိုချင်တဲ့အေဂျင့်ကိုဆက်သွယ်မေးမြန်းတယ်။သူတို့မှရှိနေတဲ့ပြဿနာကတော့ကစားသမားရောင်းချလို့ရတဲ့ပတ်စံမရှိဘူး။ဒါကြောင့်သူတို့ဘန်နာရေးဆိုင်ရာမှာအခက်အခဲတွေဖြစ်နေတယ်။ဒါကြောင့်အန်တိုနီမာကတ်ရက်ရှ်ဖို့ဂျေဒန်ဆန်ချိုဂါနာချိုတို့ပါအသင်းကနေရောင်းထုတ်ပြီးယော့ခရက်ကိုသူတို့ရအောင်ခေါ်ယူသွားမှာဖြစ်ပါတယ်အခုလာမယ့်ရက်ပိုင်းတွင်မှာဘယ်ကစားသမားတွေဘယ်အသင်းကိုရောက်စေခြင်းလဲကွန်မန့်လေးတွေရေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ပြီးတော့အားပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်